ဧကရစ်မင်းဟာသူ့သားတော်ရဲ့အိယာခင်းကိုဆွဲဖက်လိုက်ပြီးမင်းသမီးနဲ့လက်ထပ်ဖို့မင်္ဂလာဝတ်စုံကိုချက်ချင်းလဲဖို့အမိန့်ပေးလိုက်ပါတယ်။ဒါပေမဲ့မင်းသားကတော့မင်းသမီးဟာမျက်နှာဖုံးပူဝါခြုံထားတာကိုမြင်တဲ့အခါသူမဟာရုပ်ဆိုးလိမ့်မယ်လို့တွေးပြီးလက်ထပ်ဖို့ကိုအပြတ်သက်ငြင်းဆန်ခဲ့ပါတယ်။ဘာမှလုပ်လို့မရတော့တဲ့အဆုံးဧကရစ်ဟာခမ်းနားတဲ့စပွဲတစ်ခုကျင်းပပြီးမင်းသမီးအတွက်တင့်တော်မဲ့ခင်ပွန်းလောင်းကိုအစားထိုးရှာဖွေဖို့ဆုံးဖြတ်လိုက်ရတယ်။မထင်မှတ်ပဲအဲ့ဒီစပွဲအတွင်းမှာမောက်မာတဲ့အမျိုးသားတစ်ယောက်ကလည်းမင်းသားရဲ့ညှင်းပယ်ခြင်းခံရတဲ့မင်းသမီးကိုလောင်ပြောင်ပြီးသူမရဲ့မျက်နှာဖုံးပူဝါကိုအတင်းအကျပ်ဆွဲဖယ်ဖို့ကြိုးစားခဲ့ပါတယ်။အားလုံးအံ့ဩသွားရတာကတော့မင်းသမီးဟာတကယ်တော့တိုင်းပညာရှင်တစ်ယောက်ဖြစ်နေပြီးအဲ့ဒီလူကိုချက်ချင်းပဲနှိမ်နင်းလိုက်ပါတယ်။ရုံးရင်းဆန်ခတ်ဖြစ်နေတော့မှပဲသူမရဲ့မျက်နှာဖုံးပူဝါကမတော်တဆပြုတ်ကျသွားခဲ့တယ်။ဒါကိုမြင်လိုက်ရတဲ့မင်းသားရဲ့ရင်ထဲမှာတော့မျှော်လင့်ချက်တွေနဲ့ပြည့်နှက်သွားပေမဲ့မင်းသမီးကတော့လင်းလင်းမြန်မြန်ပဲမျက်နှာဖုံးကိုပြန်ဖုံးလိုက်ပါတယ်။6 လအကြာမှာတော့မင်းသမီးဟာသူတို့သားတစ်ယောက်ကိုနောက်ဆုံးမှရွေးချယ်လိုက်ပါပြီ။စစ်သူကြီးနဲ့လက်ထပ်မဲ့မင်္ဂလာပွဲနေ့မှာတော့မင်းသားဟာအခမ်းအနားထဲကိုရုတ်တရက်အတင်းဝင်လာပြီးမင်းသမီးရဲ့မျက်နှာဖုံးကိုလှမ်းဖယ်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့စီးမြင့်အရာတော့အနာဂတ်ခင်ပွန်းလောင်းကသာမင်းသမီးရဲ့မျက်နှာဖုံးကိုဖယ်ရှားခွင့်ရှိတာပါ။စစ်သူကြီးကချက်ချင်းရှေ့ထွက်ပြီးမင်းသားကိုတားဆီးလိုက်တယ်လို့မင်းသမီးကလည်းလူတစ်ယောက်ကိုအပြင်ပန်းရုပ်ရည်နဲ့ဆုံးဖြတ်တဲ့မင်းသားကိုပြန်လဲလောင်ပြောင်လိုက်ပါတယ်။ဒါတောင်မှမင်းသားကမင်းသမီးရဲ့မျက်နှာအစစ်အမှန်ကိုမြင်ကျင်တဲ့အတွက်သူ့ရဲ့စစ်တီတွေကိုမင်္ဂလာခမ်းမကိုဝိုင်းထားဖို့တိုက်ရိုက်အမိန့်ပေးလိုက်ပါတယ်။သူ့ခင်ပွန်းကိုပြဿနာမတက်စေဖို့အတွက်မင်းသမီးဟာသူမရဲ့မျက်နှာဖုံးကိုကိုယ်တိုင်ပဲဖယ်ရှားလိုက်တဲ့အခါအားလုံးကိုမှင်တက်သွားစေမဲ့လှပလွန်းတဲ့မျက်နှာတစ်ခုပေါ်ထွက်လာပါတယ်။ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့မင်းသားဟာနောင်တတွေနဲ့ပြည့်နှက်သွားပါတော့တယ်။အားလုံးကိုအံ့ဩသွားစေတာကတော့မင်းသားဟာရဲတင်းတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတယ်။သူဟာမင်းသမီးကိုအတင်းအဓမ္မ